အားလုံးပဲမင်္ဂလာပါသူတို့အကြောင်းဆိုတဲ့စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမှာကတော့မင်းသားလီဂျိုအန်ရဲ့ဘဝစကြောင်းအချို့ပဲဖြစ်ပါတယ်လီဂျိုအန်ကို1996ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အနုပညာတက္ကသိုလ်ကို Dankook University မှာတက်ခဲ့ပြီးတရုတ်ဆောင်ဘာသာရပ်နဲ့ကျောင်းပြီးခဲ့ပါတယ်လက်ရှိမှာ YY Entertainment ကစာချုပ်ချုပ်ထားတဲ့တရုတ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်သူ့ရဲ့ပွဲဥတက်ကတော့2018ခုနှစ်ကဖြစ်ပြီး Sky Castle ဇာတ်လမ်းတွေမှာပါဝင်တရုတ်ဆောင်ခဲ့ပါတယ်နောက်ထပ်ပါဝင်ခဲ့တဲ့ drama တွေကတော့ Save Me Too, She for Step 2, True Beauty, Youth of May, Snowdrop, Love Song for Illusions တို့ပဲဖြစ်ပါတယ်လက်တလောကပြီးသွားတဲ့ Bon Appetit Your Majesty ဇာတ်လမ်းတွေမှာဘရင်ပြော်တော်ဆက်သပင်းတဲ့ character အဖြစ်နဲ့ပါဝင်တရုတ်ဆောင်ခဲ့ပါတယ်နန်းတွင်းမှာတက်ခံခဲ့ရတဲ့သူမအတွက်လောက်ကျန်သူကိုလက်စားချေဖို့လိုအပ်ချက်တွေနဲ့နန်းတွင်းကိုဝင်ရောက်လာတဲ့သပင်းတဲ့ဂုံကီ character အဖြစ်နဲ့ပြည်သက်တွေရဲ့အားပေးမှုကိုရရှိတာသူလည်းဖြစ်ပါတယ်လေဂျွန်ဟာပီယနိုကိုကျွမ်းကျင်စွာတီးခတ်နိုင်သူလည်းဖြစ်ပါတယ်အားကစားအနေနဲ့ဂျွန်ဘာအားကစားကိုဝါသနာပါတဲ့သူလည်းဖြစ်ပါတယ်Bon Appetit Your Majesty ဇာတ်လမ်းတွေမှာသူ့ character နဲ့လိုက်ဖက်တဲ့ခနာကိုရအောင်ပြင်ဆင်တဲ့အခါလက်ရှိ body ထက်10ကီလိုလောက် weight ချခဲ့ရတယ်လို့ဆိုပါတယ်လေဂျွန်ဟာလွန်ခဲ့တဲ့10နှစ်ဝန်းကျင်လောက်တုန်းကအသေးရောဂါခံစားနေရတဲ့သူ့အမေအတွက်သူ့အသေးရဲ့80%ကိုအစာထုတ်ကုသပေးခဲ့ပါတယ်ဒါကြောင့်ပြည်သက်တွေကသူ့ရဲ့1 byte မှာအမာရွတ်ကြီးတစ်ခုကိုမြင်မှုကြမယ်ထင်ပါတယ်ဒီလိုအကြီးစားခွဲစိတ်မှုနဲ့သူ့အမေကိုလူဒန်းပေးခဲ့တဲ့အတွက်သူဟာကိုရီးယားနိုင်ငံရဲ့စစ်မှုထမ်းဥပဒေမှာကင်းလွတ်ခွင့်ရခဲ့သူလည်းဖြစ်ပါတယ်သူ့ရဲ့ဘဝဆောင်မှုကတော့သူများတွေရဲ့လွန်မှုကိုမခံဘဲကိုယ့်ဘဝကိုစိတ်ကြိုက်ရှင်သန်မှာဆိုတာဖြစ်ပါတယ်ဒါကတော့မင်းသားလီဂျိုအန်ရဲ့ဘဝစကြောင်းအချို့ပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်